ကောင်လေးတယောက်ထိုင်နေတယ်အဲ့ဒီအချိန်မှာတရေတကောင်သူ့နားကိုရောက်လာတယ်တရေကသူ့နားရောက်လာပြီးကောင်လေးကိုခေါ်လိုက်တယ်ကောင်လေးကလှည့်ကြည့်လိုက်တဲ့အခါသူ့မျက်နှာမှာမျက်စိနှာခေါင်းပစက်ဆိုတာဘာမှမရှိဘူးဖြစ်နေတယ်တရေကသူ့ကိုကြည့်ပြီးမင်းအတွက်တစ်ခုခုယူလာပေးတယ်လို့ပြောတယ်တစ်တာတစ်လုံးကိုကောင်လေးစီပေးပြီးဒါကိုဖွင့်ကြည့်လိုက်လို့ဆိုတယ်ကောင်လေးလည်းအဲ့ဒီတစ်တာကိုယူပြီးဖွင့်ကြည့်လိုက်တယ်အဲ့ဒီထဲမှာတော့ပုံစံမျိုးမျိုးရှိတဲ့မျက်စိတွေနဲ့ပစက်တွေအများကြီးရှိနေတယ်ကောင်လေးကအဲ့ဒီထဲကမျက်စိတစ်စုံကိုယူပြီးသူ့မျက်နှာမှာတက်ကြည့်တယ်သူကအဲ့ဒီမျက်စိကိုအရန်သဘောကျသွားတယ်အဲ့ဒီနောက်ပါဇက်တစ်ခုကိုယူတက်ကြည့်ပြန်တယ်ဒါပေမဲ့အဲ့ဒီပါဇက်ကတွတ်တွတ်နဲ့စကားတွေအဆက်မပြတ်ပြောနေတော့တာပဲဒါနဲ့ကောင်လေးကအဲ့ဒီပါဇက်ကိုပြန်ဖြုတ်လိုက်ပြီးစိတ်မကောင်းဖြစ်နေတော့မှတရေကသူ့ကိုဒါလေးကိုစမ်းကြည့်ပါဦးဆိုပြီးနောက်ထပ်ပါဇက်တစ်ခုကိုပြတဲ့ကောင်လေးကအဲ့ဒီပါဇက်ကိုယူတက်လိုက်တဲ့အခါတရေကဒါလေးကမင်းနဲ့တကယ်ကိုလိုက်ဖက်တယ်လို့ပြောတယ်ကောင်လေးကဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့သူ့ရဲ့ပါဇက်ကတရေရဲ့ပါဇက်နဲ့တပုံစံနဲ့ဖြစ်နေတော့တာပဲကောင်လေးကဒါကြီးကငါနဲ့အဆင်ပြေပါမလားလို့စိုးရိမ်တကြီးမေးပေမဲ့တရေကတော့ဒါကမင်းနဲ့အလိုက်ဖက်ဆုံးပဲလို့ပြောပြီးအပိရှာတဲ့ကောင်လေးလဲသူပြောတဲ့အတိုင်းပဲအဲ့ဒီပါဇက်ကိုဆက်ပြီးတက်ထားလိုက်ပါတော့တယ်